Hello အားလုံးပဲမင်္ဂလာပါရှင်ဝမ်းရှုပ်တယ်ဆိုတာအင်မတန်မှလေကြောက်စရာအရန်ကောင်းတယ်ဝမ်းရှုပ်ရှင်းများလာတဲ့အခါမှာဥမာကြီးကင်ဆာဖြစ်နိုင်တယ်လို့ဒီအမျိုးသမီးတွေမှာဆိုရင်လေဝမ်းရှုပ်ရင်ဝမ်းနဲ့ဒီပေါ်တော့ဝမ်းရှုပ်တာနဲ့တအိမ်နဲ့ဆက်ဆက်နေကြမို့ကိုကဝမ်းညက်လိုက်တဲ့အချိန်မှာတအိမ်ကကြက်တတာတွေတအိမ်ကြေလာတာတွေတအိမ်ကြေလာပြီဆိုလို့ရှိရင်တအိမ်ကစိုးစီးနေပေါ့နော်အိမ်ထောင်ရှိတဲ့အမျိုးသမီးတွေဆိုရင်လေအမျိုးသားနဲ့အတူနေရတဲ့အချိန်မှာလုံးဝအဆင်မပြေနိုင်ဘူးဆိုတော့ဝမ်းရှုပ်ရှင်နောက်ဆွတ်တွေကပေါ့နော်ဒီအစိမ်းဖြစ်လာမယ်ဒီအာပုတ်ဆိုရင်နန်းလာမယ်နောက်ပြီးတော့မှဒီလေးလေးလို့ရှိရင်အရန်ကိုမှအိဆိုနန်းတာပေါ့နော်အစိမ်းဖြစ်လာမယ်အစာရှည်နှုံးမကောင်းဖြစ်ပြီးတော့မှကိုပူမယ်အားကြောင့်မလို့ဝမ်းမှန်ဖို့အတွက်အင်္ဂလိပ်စီကိုရေရှည်တောက်ရမယ်ဆိုလို့ရှိရင်အရန်ကိုမှကြောက်ကထိခိုက်နေတယ်အင်္ဂလိပ်စီရဲ့အတောက်ခံများလာပြီဆိုရင်ဦးကအလုံးမလုံးတော့ဘူးအားကြောင့်အခုဒီအိုဂရေးဆက်ရှားဆောင်နေပေါ့နော်ဒီပေးနေဒီလက်စနုပ်ထောက်တာတွေကိုတရက်ကိုနှစ်စွန်းစားယူနေဝမ်းမှန်ဖို့အာမခံပါရဲ့ရှင်